အသိအောင်ယောဂအတဝါယောဂပိုးတွေကပေါ့နော်ဘယ်ကနေတစ်ဆင့်ကူးစက်နိုင်လေးရှိလဲပေါ့နော်အဓိကတော့အမတို့ဒီခုတလော view site ရမှာကဒီအားကွေ့တွေပါပြီးတဲ့ခါကျတော့ပေါ့နော်ရေတွေပေါ့ရှင်ဘီကနေပြီးတော့သူကပိုကူးများတယ်စီလဲကူးနိုင်တယ်ဒါပေမဲ့နဲတယ်ပေါ့နော်ခန္ဓာကိုယ်ကထွက်တဲ့အရေကလည်းကူးတယ်ဆိုတော့သူကလေဆန်းဆန်တဲ့ခါမှာဆိုလို့ရှိရင်လည်းအမတို့ကဒီအကာအကွယ်မပါဘဲနဲ့ဆက်ဆံမယ်ဆိုလို့ရှိရင်လည်းဒါလေးကကူးနိုင်တယ်နော်ဒီခစ်စားနေတာဗာလဲဆိုတော့အမတို့ရဲ့ဒီနားဖောက်တယ်တက်တူးထိုးတယ်လို့ပေါ့နော်အဲ့မှာလည်းအက်ကိုရေးကြည့်ရတယ်မင်္ဂလာပါကျွန်တော်နာမည်အောင်စောဖြိုးပါယူရိုပိုးပါဒီနေ့ဒီ podcast လေးမှာတော့ကျွန်တော်အနေနဲ့ host အနေနဲ့ပါဝင်တော့မှာဖြစ်ပါတယ်မင်္ဂလာပါကျွန်မဒေါက်တာဆုမြတ်လွင်ပါhealth specialist ပါ UNICEF မှာတော့ကျွန်မလုပ်လာတာ12နှစ်ကျော်ရှိပါပြီဒီနေ့ podcast လေးမှာပါဝင်ခွင့်ရတာဝမ်းသာပါတယ်ရှင်မင်္ဂလာပါယူရိုပိုးမြန်မာရဲ့ U-Talk season လေးကနေပြီးမှအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဇူလိုင်လ28ရက်နေ့က World Hepatitis Day ကမ္ဘာအသိအောင်ယောဂနေ့ဖြစ်ပါတယ်ဒီအသိအောင်ယောဂလို့ပြောလိုက်တာနဲ့ပေါ့နော်ကျွန်တော်တို့လူတွေတော်တော်များများကတော့ကြားဘူးကြတယ်သိဘူးကြတယ်ဒါပေမဲ့ဒီယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကာကနာနာမသိနေတဲ့အကြောင်းအရာတွေသိသလိုလိုမသိသလိုလိုဖြစ်နေတဲ့အကြောင်းအရာအများကြီးရှိနေပေါ့အဲ့ဒီအတွက်ဒီနေ့ဒီ podcast လေးမှာအသိအောင်ယောဂနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အနေနဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူအမစုမြတ်လျုံလည်းကျွန်တော်ဖိတ်ခေါ်ထားပါတယ်အမမင်္ဂလာပါမင်္ဂလာပါမောင်လေးဟုတ်ကဲ့ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်သိချင်တာကဒီအသိအောင်ယောဂဆိုတာကဘာကိုခေါ်ရလဲပေါ့နော်နောက်တစ်ခုကကျတော့ဒီအမျိုးအစားတွေနဲ့ဆိုရင်ရောဘယ်လိုမျိုးလေးတွေရှိနေလဲဆိုတော့ကျွန်တော်သိချင်တယ်လို့ဟုတ်အသိအောင်ယောဂဆိုတော့အများကြီးအကြောင်းဖြစ်နိုင်တယ်ပေါ့နော်ဒီအသိအောင်ယောဂအသိအောင်သားဝါယောဂ virus ပေါ့ virus ဆေးကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့တခြားဒီဓာတုဆေးဝါးတို့တခြားဟာတွေကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီအသေးကိုပျက်စီးစေတဲ့တခြားယောဂလေးတွေလည်းအများကြီးရှိရဲပေါ့အဲ့ဒါလေးအကြောင်းလည်းဒီအသေးအောင်တဝါဖြစ်နိုင်တယ်ဒါပေမဲ့အဓိကဖြစ်များတော့မာရိုဆနာကအသေးအောင်တဝါ virus ကြောင့်ဖြစ်အများဆုံးဖြစ်တယ်ပေါ့အဲ့မာရိုဆနာကမေးတယ်မေးခွန်းလိုပဲအမျိုးအစားဘယ်နှခုရှိလဲမေးရင်မာရို9ခုရှိပါတယ်ပေါ့နော် A B C D E ပေါ့နော်ဆိုတော့မာရို alphabet လိုပဲ A ကနေ E ထိရှိပါတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ဆိုရင်ဒီအများစုဆိုသိတာ B နဲ့ C လောက်ပဲသိရပါတော့အခုအမှပြောသားတဲ့အချိန်မှာဆိုရင်ကျွန်တော်9မျိုးရှိရဲဆိုတာကိုသိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်ပြီးတော့သိစင်တာတစ်ခုကကြတော့အသိအောင်ယောဂအတဝါယောဂပိုးတွေကပေါ့နော်ဘယ်ကနေတစ်ဆင့်ကူးစက်နိုင်လေးရှိလဲပေါ့နော်ပြီးတော့ကြတော့ဒီလူချင်းချင်းကနေရောကူးစက်နိုင်လားပေါ့တချို့ဒီမိဘတွေကိုဝင်ဆောင်နေဆိုရင်စိုးရင်ကြတဲ့ဟာလေးတစ်ခုရှိရပေါ့သူတို့ကိုဝင်ဆောင်နေစဉ်ကာလမှာသူတို့ကလေးမွေးဖွားပြီးရဲ့အခါမှာဒီယောဂကလေးတွေရှိမှပါသွားနိုင်လားဆိုတော့ဒါမျိုးလေးလည်းရှိရဆိုတော့အဲ့ပေါ်မှာရောမှဆွေးနွေးပြပါဦးဗျပြောမယ်ဆိုတော့ဒီ9ခုထဲမှာပေါ့နော်အုပ်စုတူတာလေးစုပါမယ်ဆိုရင်မတို့အသက်အော်တဝါ virus က A နဲ့ E နဲ့တော့နည်းနည်းလေးဆင်တူတယ်ပေါ့ကူးတဲ့ပုံလေးကတော့လေဆိုတော့အဲ့ဒါလေးကတော့ तू ကများသောအားဖြင့်မတို့ဒီမတန်ရှင်းတဲ့ဒီရေတို့အစားအစာတို့ပေါ့အဲ့ဒါတွေစားပြီးတော့ तू ကကူးတာများတယ်ပေါ့ဆိုတော့လူကနေချင်းချင်းကူးနိုင်လားဆိုတော့ကူးနိုင်တယ်ပေါ့အဓိကတော့အစားအသောက်မှာပါတာပေါ့နော်ဆိုတော့ရေမတန်ရှင်းတဲ့ဟာလေးကိုရေကိုသုံးပြီးတော့ချက်တယ်။အော်ဒါမှမဟုတ်ရင်တေချာမချက်ထားဘူးပေါ့မတန်ရှင်းဘူး။ဆိုတော့ဒါကိုစားမယ်ဆိုလို့ရှိရင်မတို့ကဒီဟာကိုချက်ထားတဲ့ဟင်းကိုအကုန်စားမယ်ဆိုရင်အကုန်ဖြစ်မှာပေါ့နော်။ဆိုတော့အဲ့လိုသဘောဖြစ်နိုင်တယ်ပေါ့။ဒါကတော့ AE ရဲ့အကြမ်းမြင်ကူးတဲ့ပုံစံလေးပေါ့နော်။အခုကတော့ BC ပေါ့ဆိုတော့အတိများတဲ့ BC ရှိတယ်။အဲ့တော့ BC မှာမှအဓိကတော့ကျွန်တော်မောင်လေးမေးတဲ့အမေကနေကလေးကိုပေါ့နော်။ကူးတဲ့ဟာဘယ်ကကူးလဲဆိုလို့ရှိရင် B ကနေပြီးတော့ तू ကကူးများတယ်။ C လည်းကူးနိုင်တယ်ဒါပေမဲ့နည်းတယ်ပေါ့နော်။ဆိုတော့အမေကနေကလေးကိုကူတာတော့ B ကပုံကူများတယ်ဆိုတော့ BC မှာတော့တခြားအဓိကကူတာကတော့သူကသွေးရကူတာများတယ်ဆိုတော့သွေးရဲ့အဓိကကူးဆက်နည်းကတော့သွေးပေါ့နော်ဆိုတော့သွေးဆိုတော့ပွင့်လေးပြောရင်မတို့ဒီမတန်ရှင်းတဲ့ပေါ့နော်ဒီသွေးကိုသွင်းနေဆိုရင်ကူမယ်နောက်တစ်ခါကျတော့မတန်ရှင်းတဲ့ဆေးထိုးအပ်ကိုမတို့ကမျှသုံးတယ်ပေါ့ဆိုတော့အခုလည်းသိပါလိမ့်မယ်နော်မွေးဆေးနဲ့ပတ်သက်တဲ့ NAL လေးတွေဒီမွေးဆေးကြောတွေထိုးသွင်းတဲ့လူတွေမှာ add share တဲ့အခါမှာဆိုလို့ရှိရင်ဒါကူးနိုင်တယ်ပေါ့ဆိုလို့ရှိရင်တော့သူက BOC ကိုကူးနိုင်တယ်ဒါပေမဲ့ပိုကူးများတာကတော့ CO ပိုကူးများတယ်အဲ့လူတွေမှာတော့လေအမားတို့အခုအတွေ့အများတာပေါ့နော်ဗမာပြည်နေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဆိုတော့အဲ့ဒါလေးဖြစ်များတယ်အဲ့တော့ဒီကတော့များသောအားဖြင့်သူက B နဲ့ချိတ်ပြီးတော့တွေ့တယ်ရှိရဲပေါ့ဆိုတော့အသိတော့အပြောမများဘူးပေါ့ဆိုတော့များသောအားဖြင့်အမားတို့ဒီ ABC E ကိုပဲပို့ပြီးတော့အမားတို့ဟို view site ကြတာများတယ်ပေါ့နော်ဆိုတော့ဒီကတွဲတွေ့တဲ့ဟာမျိုးဖြစ်တာပေါ့ B နဲ့တွဲပြီးတော့တွေ့လေရှိရဲပေါ့ဆိုတော့ဒါလေးကတော့ဟိုကူးတဲ့ပုံစံပေါ့လေဆိုတော့ဟိုနောက်တစ်ခုကကျတော့ကျမတို့ BC ကျတော့နောက်တစ်ခုဘာကူးနိုင်သေးလဲဆိုတော့သူကခန္ဓာကိုယ်ကထွက်တဲ့အရေကလည်းကူးတယ်ဆိုတော့သူကလေဆန်းဆန်တဲ့အခါမှာဆိုလို့ရှိရင်လည်းအမတို့ကဒီအကာအကွယ်မပါဘဲနဲ့ဆက်ဆံမယ်ဆိုလို့ရှိရင်လည်းဒါလေးကကူးနိုင်တယ်ပေါ့နော် BC အနေနဲ့ဆိုလို့ရှိရင်တော့ additional အနေနဲ့သွေး plus ပေါ့အမတို့အဲ့ဒါလေးကတော့ကူးဆက်နိုင်ပါတယ်ပေါ့ဟုတ်ကဲ့ဒါဆိုရင်ဒီသွေးရဲ့ဒီယောဂပိုးအမျိုးအစားပေါ်မှာလိုက်ပြီးတော့လေဒီကူးဆက်တဲ့ပုံစံတွေကလည်းမတူညီကြဘူးပေါ့နော်ဟုတ်အဲ့တော့ဟိုကျွန်တော်ထပ်ပြီးသိချင်တာတခုပါပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာဆိုရင်ရောအဲ့လိုမျိုးဘယ်ပိုးမျိုးစားတွေကပို့ပြီးတော့အဲ့လိုမျိုးတွေ့ရလေးရှိတယ်အဖြစ်များလေးရှိတယ်ပေါ့
အဓိကတော့လေ तू ကအမားတို့ကလေဒီပိုးအတွေ့အများလဲပြောရမယ်ဆိုရင်အကုန်လုံးကတော့ရှိတယ်ပေါ့ဒါပေမဲ့အမားတို့ကဒီတွေးမစစ်ကြည့်ဘူးပေါ့ဥပမာဆောနာလို့ပေါ့ဘာမှမစစ်ကြည့်ဘူးဆိုမသိဘူးတော့ तू ကခန္ဓာကိုယ်ထဲမှာလက္ခဏာမပြဘဲနဲ့လေ तू ကရှိနေနိုင်တယ်ပေါ့နော်ပိုးကလေဆိုတော့ဒီပိုး virus ပိုးဝင်ပြီးတော့အမားတို့လက္ခဏာပြဖို့အတွက်ကိုအချိန်တစ်ခုကြာတယ်ကြာတဲ့ခါကျတော့တချို့ကကြာလဲရုတ်တရက်ဟောပေါ့နော်အမားတို့ချက်ချင်းဟိုဟာပေါ့အသေးအောင်တော်ဝါဖြစ်တဲ့လူတွေရှိတချို့ကြတော့ဒီပြတဲ့လက္ခဏာလေးတွေကသူတုတ်ကွေးနဲ့ဆန်တုတ်ကွေးနဲ့ဆန်တဲ့ခါကျတော့မတိလိုက်ဖဲနဲ့ပေါ့နော်သူကသူပြန်ပြီးတော့ဟိုနားလိုက်တယ်တက်တာနေလိုက်တယ်အစားဟာရပြည့်အောင်စားလိုက်တယ်ရေတောက်တယ်ပြန်ကောင်းသွားလူရှိမိုင်နာလောက်ပဲဖြစ်ပြီးပြန်ကောင်းသွားတာပေါ့သူကစင်တန်ကိုကြီးမှမပြလိုက်ဘူးသူကိုယ်ကတွေးလဲမစစ်ကြည့်လိုက်သူတွေတဲအောင်မအောင်မတိလိုက်တဲ့လူမျိုးလည်းရှိနိုင်တယ်ပေါ့ဆိုတော့အဲ့ဒါမျိုးလည်းရှိတယ်လို့တချို့ကြတော့မဟုတ်ဘူးပေါ့စနလို့BC လိုမျိုးပေါ့နော်သူကဝင်သွားပြီးတော့မစစ်တော့မသိဘူးစနလို့ကောင်းသွားတယ်အထဲမှာရှိနေတယ်ရှိနေပြီးတော့နှစ်ရှည်ကြာလာတဲ့ခါကျတော့သူကနောက်ဆက်တွဲမှာတော့ဟိုအသေးအောင်နာတာရှည်ယောဂါပေါ့နော်အနောက်ကြာရှည်သူကရောင်နေတယ်ဒါမှမဟုတ်ရှင်လဲကြာလာတဲ့ခါကျတော့သူကနှစ်20လောက်ကြာတဲ့ခါအသေး6လာမျိုးရှိတယ်အဲ့ဒါနေပြီးတော့အရန်ဆိုးရတဲ့ case မျိုးကျတော့အသေးကင်ဆာအထိဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးကတော့သူကဟိုပါပေါ့ဝင်သွားတဲ့ပိုးပေါ်မူတည်တယ်အဲ့အခန္ဓာကိုယ်ရဲ့ကိုယ်ခံအားပေါ်ရဲ့တိုက်ထုံနိုင်စွမ်းပေါ်လဲတော့မူတည်တာပေါ့နော်ဆိုတော့အဲ့ဒီပေါ်မူတည်ပြီးတော့သူကလက္ခဏာလေးတွေပြပြီးတော့မှဆောနာကဒီဘယ်လောက်ဟိုလေအဖြစ်များလဲဆိုတဲ့ဟာလေးအဲ့လိုအထိသွားနိုင်တယ်ပေါ့ဆိုတော့ဟိုစိုးရင်ရလားမစိုးရင်ရလားပြောလို့ရှိရင်အမားတို့ကတော့ယောဂတွေကတော့စောစောတိစောစောကူစောစောကူလိုက်ရင်တော့အားလုံးဟိုထိန်းနိုင်တာပေါ့နော်အရင်ကြီးစောစောဝါအထိဖြစ်နိုင်ဘူးပေါ့ဆိုတော့အဲ့ဒါမျိုးလေးတော့ဟိုပို့ပြီးတော့ view site မှာအဖြစ်များလားဆိုတော့အဓိကတော့အမားတို့ဒီခုတလော view site ရမှာကဒီအားကွေ့တွေပါတယ်ပြီးတဲ့ခါကျတော့ပေါ့နော်ရေတွေပေါ့စနာကန်သူက AE ကကျတော့အမားတို့ကအဓိကဘယ်ကကူးလဲဆိုတော့ဒီမတန်ရှင်းတဲ့အစားအစာရေပေါ့ဆိုတော့ဒီလိုအချိန်မျိုးကျတော့အမားတို့ကရေတန်ရှင်းမှုရဖို့နည်းနည်းခက်ခဲနိုင်တာမျိုးရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးကြာရင်တော့ view site ရတယ်ပေါ့အမားတို့ကလေအဲ့လိုမျိုးဟိုရေလေ source ကိုတုံးပြီးတော့အမားတို့စနာချက်ထားတဲ့အစားတောက်တွေစားမိတယ်ဒါမှမဟုတ်လေဒီတရားရောယောဂဘိုးရှိရဲ့လူကစွန့်ထားတဲ့မစင်ပါညာပေါ့အဲ့ဒါတွေကိုတိကျဟိုတန်ရှင်းလက်ဆေးပါညာမလုပ်ဖဲနဲ့ဆိုလို့ရှိရင်တော့ကူးနိုင်တာပေါ့အဲ့ဒါမျိုးဆိုရင်တော့သူအဖြစ်များလို့ရှိရင်သူကကတ်ယောဂပုံစံမျိုးထိဖြစ်သွားနိုင်တာမျိုးရှိတယ်ပေါ့ဆိုတော့အခုလောဆယ်တော့မဖြစ်သေးဘူးဒါပေမဲ့ဒါလေးတွေကတော့ဟိုပိုပြီး view site တက်နေပေါ့နော်အမားတို့အနေနဲ့ဒီလိုမိုးရင်းမှာဆိုလဲဟိုဒါမျိုးက view site တက်နေရေကြီးရရေရှမ်းနေဆိုရင်အမားတို့ကဒီအိမ်နာတွေကဟုတ်တယ်မလားရင်ရှမ်းပြီးတော့ဒီထဲမှာများကဲယောဂဘိုးရှိနေဒီကရေကိုမတန့်တဲ့ဟာကိုတယောက်ကအတွေးပြီးတော့မတန့်ရှင်းတဲ့ဟာကနေမှာအမားတို့ကူးနိုင်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ဒါမျိုးဆိုတော့နည်းနည်းလေး view site ရဟုတ်ပါဟုတ်ခုအမပြောတဲ့အထက်မှာဆိုရင်ဒီငလင်းနေရောနောက်ဒီမှာခုကျွန်တော်နိုင်ငံမှာဆိုရင်ပေါ့နော်ဒီလိုမျိုးမိုးရင်းရာသီဆိုရင်အများတန်းရေကြီးရေရှမ်းလေးတွေအများတန်းရှိရဲဆိုတော့ဒီအချိန်မှာလည်းဒါကဟိုဒီသတိထားစရာ view စရာကျွန်တော်တို့ဒီယောဂတစ်ခုအနေနဲ့ရှိနေတာပေါ့နော်ဟုတ်နောက်တစ်ခုအနေနဲ့ကြတော့လေဟိုကျွန်တော်တို့ဒီအသက်ရောင်ယောဂပေါ့နော်ခုနတုပ်ကွေးတို့ဖျားတာနာတို့နဲ့လက္ခဏာလေးတွေကနည်းနည်းတူတတ်တယ်ပေါ့နော်တူလေးရှိရဲဆိုတော့ကြတော့သူ့ရဲ့လက္ခဏာတွေရောဘယ်လိုမျိုးတွေရှိလဲနောက်တစ်ခုကကြတော့အဲ့လိုမျိုးဟိုဖျားနေရလားဒါမှမဟုတ်ဒီအသက်ရောင်ဖြစ်နေရလားဆိုတဲ့ဟာကဘယ်လိုမျိုးခွဲခြားပြီးတော့သိနိုင်လဲပေါ့နော်အဓိကတော့လေသူတိတာတာကတော့ဒီအဓိကဆုံးတိတာဆုံးကတော့မဟုတ်အသေးအောင်အသားဝါလို့ပြောတာနော်ဆိုအသားဝါတာနဲ့မျက်စိဝါတာနဲ့ကတော့ပိုတိတာတယ်ပေါ့ significant ဖြစ်တယ်နောက်တစ်ခုကတော့ဂျန်တဲ့ဟာတော့တုတ်ကွေးနဲ့တူတဲ့ပုံစံလိုမျိုးပေါ့နော်ဟိုဒီဖျားတာရှိမယ်မတို့ပြီးလို့ရှိရင်ဒီမောဘန်နွမ်းနေတာပေါ့နော်နေရတာမကောင်းဘူးနောက်ပြီးလို့ရှိရင်မတို့ဘာဖြစ်လဲဆိုတော့အစားတောက်ပြတ်မယ်နောက်ပြီးလို့ရှိရင်ပြို့ခြင်းအန်ဂျင်နဲ့တချို့ဘိုင်းအောင်ဟုတ်နော်ဒါလေးတွေအောင်နေရှင်နောက်တစ်ခုကကျတော့ဒီဆနာကအဓိကတိတာတာတော့ဆနာကအသားဝါမယ်မျက်စိဝါမယ်နောက်တစ်ခုကဘာဖြစ်လဲဆိုစီးအယောင်ဝါမယ်စီးရောင်ဝါတယ်ဝင်းရောင်ဖြုတ်ရတယ်ပေါ့ဆိုတော့အဲ့ဒါလေးတွေကတော့တိတာအသိအောင်တဝါရဲ့အဓိက main sign ကတော့ဟို additional plus ပေါ့နော်ဆနာဖျားတာဘာညာ plus အဲ့တော့ဒါတွေအကုန်လုံးတစ်ပြိုင်တည်းရှိမှလားဆိုတော့အဲ့လိုမဟုတ်ဘူးပေါ့တယောက်နဲ့တော့မတူဘူးပေါ့နော်ဟိုတချို့မှာ2ခု3ခုတွဲရှိနိုင်တယ်ပေါ့အဲ့ဒါမျိုးတော့ virus ဆိုတော့ဟို covid တော့လည်း virus ပဲလေနော်ဆိုတော့ virus ရဲ့ nature အရသူကဟိုတယောက်နဲ့တယောက်နဲ့ဟိုပြတဲ့ပုံစံလေးကနည်းနည်းလေးတော့ကွဲတယ်ပေါ့ဒါတော့ generally အမားတို့ဟိုပြတဲ့လက္ခဏာလေးတွေပေါ့နော်အဲ့လိုရှိပါတယ်တယောက်နဲ့တယောက်ရဲ့ခံနိုင်ရေးပေါ့ခံနိုင်ရမတည်ပြောအဲ့ဒီလက္ခဏာတွေကကွဲလွဲနိုင်တာပေါ့နော်ကွဲလွဲနိုင်တယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါကျွန်တော်နောက်ထပ်ပြီးတော့ဒီသိကျင်တဲ့တခုကကြောက်ပေါ့နော်ဒီလိုမျိုးအသက်အောင်ယောဂပိုးမဖြစ်အောင်ဆိုရင်ရောဘယ်လိုမျိုးနည်းလမ်းနေနဲ့ကာကွယ်လို့ရလဲပေါ့နော်နောက်တစ်ခုကအကယ်၍ဖြစ်လာခဲ့မယ်ဆိုရင်ရောဘယ်လိုကုသတဲ့နည်းလမ်းနေနဲ့ကုသလို့ရနိုင်လဲပေါ့အဓိကတော့အမားတို့ကာကွယ်နိုင်လဲပေါ့နော်ကာကွယ်နိုင်လဲဆိုတဲ့နေရာမှာအမားတို့ကကာကွယ်ဆေးပေါ့နော်ကာကွယ်ဆေး
ထိုးလို့ရမယ်ပေါ့ကာကွယ်ဆေးကဘယ်ဟာတွေအတွက်ထိုးလို့ရမလဲဆိုရင်မတို့အသက်အရွယ်တော့ A အတွက်ဆိုရင်ကာကွယ်ဆေးထိုးလို့ရတယ်ပေါ့နော်ဆိုတော့ तू ကနှစ်ကြိမ်ထိုးလိုက်လို့ရှိရင်ဒါကာဗာဖြစ်သွားတယ်ပေါ့ဒါ A အတွက်အဲ့တော့ B ပေါ့ B ကတော့ထိုးကြပါတယ်ကျမတို့ဟိုကလေးတွေအားလုံးထိုးပြီးကြလေနော်မွေးခါစားမှာ तू ကမွေးပြီး12နာရီအတွင်းထိုးရမယ်ပေါ့နော်ဆိုတော့ first dose ထိုးတာပေါ့မွေးပြီးချင်းထိုးတဲ့ထဲမှာအသက်အရွယ်တော့ B ဘိုးပါတယ်ပြီးတော့ तू ကနောက်ထပ်သူကဒီကလေးတွေကာကွယ်ဆေးပုံမှန်ထိုးတဲ့ schedule ထဲမှာလည်းထပ်ထည့်ထားတာရှိတယ်နောက်တော့3ချိန်ထိုးရတာမျိုးရှိတယ်ဆိုတော့အဲ့ဒါလေးလည်းပြည့်မီအောင်ထိုးလို့ရှိရင်ကလေးတွေကတော့ကာကွယ်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့တော့လူကြီးတွေအနေနဲ့ငယ်တော့မထိုးခဲ့ဘူးကြီးမှထိုးကြတယ်ဆိုရင်ဘယ်လိုထိုးမလဲပေါ့ဆိုတော့ဒီရဲ့ဟာကတော့မတို့က3ချိန်ထိုးရတယ်အနည်းဆုံးလေဒီလိုထိုးမယ်ဆိုရင် तू ကဟောပေါ့016ဆိုပြီးတော့ထိုးရတာပေါ့နော်ဆိုတော့တလချပြီးတစ်လုံးထိုး0ဆိုတာအခုတစ်ခေါက်ထိုးရဆိုတော့နောက်တစ်လနေတစ်လုံးထိုးရမယ်6ဆိုတော့6လနေနောက်တစ်ခါဟိုအဲ့တော့3လုံးထိုးလိုက်ရင် तू ကဟိုပြီးသွားတာပေါ့နော် package ပြည့်သွားတယ်ပေါ့ကာကွယ်ဆေးပြေးပြီးဆုံးထိုးလိုက်တယ်ပေါ့အဲ့ဒါ B အတွက်ပေါ့C ကတော့အမားတို့ကကာကွယ်ဆေးကမရှိဘူးပေါ့နော်ဆိုတော့ E ကကြတော့ကာကွယ်ဆေးကဘယ်လိုလဲဆိုတော့ तू ကဟိုရှိတော့ရှိတိတ်သုံးလိမ့်မရှိဘူးပေါ့ဆိုတော့ဒါကတော့အကြမ်းမြင်ကာကွယ်ဆေးပေါ့နော်အဲ့တော့ကာကွယ်ဆေးမဟုတ်ဘဲနဲ့တခြားရောဘာလုပ်လို့ရလဲပေါ့နော်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်အမားတို့ခဏကပြောထားတယ် AE အတွက်ဆိုလို့ရှိရင်အမားတို့ကဒီခဏကပြောတယ်เนาะအဓိက तू ကတန်ရှင်းတဲ့เนาะရေတို့အစားအစာတို့ကိုဂယူဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကအဲ့တော့ဒီအစိမ်းပေါ့နော်အသားစိမ်းငါးစိမ်းနေတိတ်မစားဘူးပေါ့မတန်ရှင်းဘူးထင်လို့ရှင်ဒီလားအဲ့တော့ဒီဟိုအသားစိမ်းငါးစိမ်းမစားဘူးလို့ပြောမှာမဟုတ်ရန် fresh ဖြစ်မှာစားတာကောင်းတယ်ပေါ့မတေးကြဘူးဆိုလို့ရှင်အဲ့ဒါတွေကိုမစားဘူးပေါ့နော်တေးချာဟိုတန်ရှင်းဟိုကြက်နေအောင်ချက်ပြီးမှစားရမယ်ပေါ့နော်နောက်တစ်ခုကတန်ရှင်းရေးပေါ့တကိုယ်ရေးတန်ရှင်းရေးကြီးရပေါ့ဆို hand washing ပေါ့သူက AE အတွက်ဆိုတော့မတို့ကဆွမ်းနာကရေတို့အစားအစာဖြစ်တဲ့အကြောင်းမလို့တေးချာကိုတန်ရှင်းရအရေးကြီးပါတယ်ပေါ့အဲ့ဒါတွေအားလုံးလုပ်ထားလို့ရှိရင်မတို့ကဆွမ်းနာကသူ့ရဲ့ယောဂကိုတဲ့ဟာကိုကာကွယ်နိုင်မယ်ပေါ့နော်ဒါ AE အတွက်အဓိကဦးစားပေးလုပ်ရမယ်အချက်ဖြစ်တယ်ပေါ့ဆိုတော့နောက်တစ်ခုကတော့မတို့ဒီ BC ပေါ့ BC အတွက်ဆိုလို့ရှိရင်ကြတော့ဘာတွေလုပ်ရမလဲပေါ့နော်ကာကွယ်ဖို့ဆိုလို့ရှိရင်မတို့ကဆွမ်းနာကနံပါတ်1ကူးတဲ့အမေကကလေးဆိုလို့ရှိရင်လေအမေကတိပြီဆိုလို့ရှိရင်စစ်ပြီးတော့စောစောကူးလိုက်လို့ရှိရင်အမေမှာပိုးကောင်ရည်နေသွားလို့ရှိရင်ကလေးကသူကရော့သွားမယ်ကလေးကိုကာကွယ်ဆေးထိုးလိုက်ရင်ကာကွယ်နိုင်တယ်ပေါ့အဲ့တော့ C ကြလို့ရှိရင်လေမတို့ကဒီအဓိကတော့ BOC အတွက်ကသွေးကကူးတဲ့တကြောင်မလို့ဟိုသွေးကိုလည်းမတို့ကဟိုသွေးမယ်ဆိုရင်ပေါ့နော်သွေးမယ်ဆိုလို့ရှိရင်တေးချာစစ်ပြီးပိုးမပါတဲ့သွေးကိုသွင်းရမှာပေါ့လေနော်အဲ့ဒါလေးဂီယူဆိုင်ဖို့လိုတယ်။နောက်တစ်ခါကျတော့ဆွမ်းနာဆေးထိုးပြုံတွေကိုမျှပြီးတော့မတုံးပေါ့နော်။နောက်တစ်ခါကျတော့ဒီကျမကြီးဝန်ထမ်းတွေ plus နောက်တစ်ခါကျတော့ဗာလဲဆိုတော့အမားတို့ဒီတန်ရှင်းဝန်ထမ်းတွေပေါ့နော်။တချို့ကကျတော့ဒီ app တွေကိုဟိုထင်သလိုပြစ်တယ်ပြစ်တတ်တယ်အဲ့လိုပြစ်တဲ့ဟာကိုဂီယူဆိုင်ကင်ဖို့လိုတယ်ပေါ့။အဲ့လိုကင်တဲ့လူတွေကတေချာမကင်ဘူးဆိုရင်အမားတို့ဖြစ်တတ်တာကဒီအမိုက်ကောက်တဲ့လူတွေမှာနည်းနည်းအနေရရှိတယ်ပေါ့နော်။ဒါကိုတိတ်မသိကြဘူးပေါ့။ဝင်လေပြောမယ်ဆိုတော့ဒီမှာကဒီဟိုကျမကြီးဟိုစက်တာလူတွေကတော့အမတို့စီမှာဒီလို hazard weight ဆိုပါလို့လေတေချာပြစ်တယ်အဲ့ဆိုရင်တေချာပြစ်ရမယ်ဘာညာရှိရဲ့ဒါပေမဲ့တချို့ဟို general မှာကျတော့တချို့ကဒီလိုပဲအဆင်ပြေလို့ပြစ်တယ်ပြစ်တာကိုလည်းဟိုတေချာဒီစွတ်ပြစ်တဲ့ခါမှာလည်းမဟုတ်ရှူးဆိုလို့ရှိရင်လည်းယောဂဘိုးတွေကကူးနိုင်တယ်ပေါ့ဒီတိုးရဒီထဲမှာနေနေရဆိုလို့ရှိရင်အဲ့အကူစူးမိရင်လည်းနောက်တစ်ယောက်ကကူးသွားနိုင်နော်နောက်တစ်ခုအဖြစ်များဟိုလေအဖြစ်များတော့မဟုတ်ဘူးပေါ့အခုအရန်ခစ်ပေါ်ခစ်စားနေတာဗာလဲဆိုတော့မတို့ရဲ့ဒီနားဖောက်တယ်တက်တူးထိုးတယ်လို့ပေါ့နော်အဲ့မှာလဲအက်ကိုအရေးကြီးရပေါ့အက်ကတစ်ခါသုံးဖြစ်ဖို့လိုတယ်ပေါ့အသုံးဖြစ်ဖို့လိုတယ်အဲ့ဒါမှဒါလည်းမဟုတ်လို့ရှိရင်ဒါလေးတွေကလည်း view ဆိုင်ရမယ်ဟာလေးတွေပေါ့နော်ဒါလေးကအရန်ခစ်စားတယ်အရေးကြီးတာဒီတစ်ခါသုံးအက်သုံးဖို့လိုတယ်ပေါ့ဒါလေးတော့ make sure တော့အမှကာကွယ်နိုင်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျမတို့ဒီသွေးသွင်းများတဲ့လူဆိုတော့ transplant လုပ်ရတဲ့လူနော်မတို့ဟိုဗလဲကိုရင်ကအစားထိုးထားတဲ့လူနောက်ကြောက်ကအခဏဆေးရလူတွေကြတော့သူကဒီအရေးကြီးတာသူတို့စီမှာသွေးတန့်ကိုတုံးဖို့ပေါ့နော်ဒီလူတွေကြတော့သွေးသွင်းရတာများတာတို့ကျန်တဲ့ဟိုသူများစီကဟိုမှာဟိုကိုခန္ဓာအစိပ်ပိုင်းကိုယူရဆိုရင်အဲ့လူမှလည်းဟိုယောဂပိုးမရှိဘူးလို့လားပေါ့နော်အဲ့ဆိုရင်ကိုယ်စီမှာလည်းမဝင်တော့ပေါ့ဆိုတော့ဒါလေးတွေတော့ဟိုဒါကကာကွယ်တာပေါ့လေဆိုတော့အဲ့ဒါလေးလို့ဖို့တော့လိုပါတယ်ပေါ့အဲ့တော့နောက်တစ်ခါကျတော့မောင်လေးစောနာမေးတဲ့ question ဆက်ဖြစ်ရရင်ဟိုကုသနိုင်ပေါ့နော်ကုသနိုင်လားလို့မေးရရင်တော့မတို့ဒီ A နဲ့ E အတွက်ကကြတော့ဟိုအရင်ဟိုပါပေါ့ဒီကုသဈေးတိုက်ကြမလို့သူကကိုခံအားနဲ့တိုက်ရင်ပြောင်းနိုင်တယ်ပေါ့ဒါပေမဲ့တချို့ case တွေမှာတော့အရင်ဆိုရင်တော့မတို့လိုလိုကုသမှုပေးရတော့ရှိတယ်အဓိကတော့မတို့ကဘာလဲဆိုတော့နားယူရမယ်ပေါ့ virus ဆိုတဲ့သဘောတိုင်းပဲပေါ့နော်ဟို covid တော့လည်းမှတ်မိပါလိမ့်မယ်เนาะအဲ့တော့နားမများယူအဲ့တော့ရေမများတောက်ဟုတ်တယ်မလားအေးဝအောင်အေးအစားဝယ်အောင်စားအဲ့တော့ကျအသီးဖြော်ရည်လေးများတောက်ရမယ်နောက် glucose လေးတွေဖြော်တောက်ရမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကတော့အဓိကဒီ AE အတွက်ဆိုရင်တော့အဲ့ဒါလေးလုံးရင်လည်းများသောအားဖြင့်ဟိုကောင်းသွားတတ်ပါတယ်ပေါ့နော်ဆိုတော့ဒါကတော့ AE အတွက်ပေါ့အဲ့တော့ BC အတွက်ကကြတော့မတို့ပြောရမယ်ဆိုရင်ဆေးလေးတွေရှိပါတယ်ပေါ့ဒါပေမဲ့ B ကတော့မတို့ကပျောက်ကင်းအောင်တော့လုံးစေကုလို့မရသေးဘူးဒါပေမဲ့တို့ကတော့ long term ပေါ့ဟိုတိတ်ထပ်မ
ပြန်အောင်နောက်တစ်ခါကျယောဂါကိုထိန်းထားနိုင်အောင်ဆေးတောက်လို့ရတယ်အဲ့တော့စီကတော့အခုပေါ်နေပါတယ်ဆေးတောက်လိုက်ရင်3လ6လလောက်တောက်လိုက်ရင်ပျောက်သွားတယ်ဆိုတော့စီကတော့အမတို့အကြံပေးချင်တာဆက်လိုက်ပါရှိလို့ရှိရင်ပိုးကောင်ကြီးများတယ်သူတိုင်းတာတစ်ခုပေါ့နော်တောက်ရမယ့်ချိန်ကျရင်တောက်လိုက်လို့ရှိရင်လုံးဝအရှင်းပျောက်သွားမယ်ပေါ့ဆိုတော့အဲ့ဒါလေးလုပ်ချင်းအဖြစ်အမတို့ဒီကုသနိုင်ပါတယ်ပေါ့အဲ့တော့တိတ်ပူကြတော့မလို့ဘူးဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့ဆက်လိုက်ပေါ့နော်ဆက်လိုက်ပြီးတော့တွေ့ရဆိုရင်စောစောအတီးစောစောကူလိုက်ပါပေါ့အဲ့ဒါဆိုရင်အဆင်ပြေသွားမှာပဲပေါ့ဟုတ်ကဲ့ဟုတ်အဲ့ဆိုဒီအမဒီစစ်ဖို့ရပါလေပြောသွားရဆိုတော့လေဒီအသေးအောင်ပိုးကိုဒီရှင်းမရှိစစ်တာကြောင့်လေဘယ်လိုမျိုးနီးလန်းနေလဲစစ်တာလေပေါ့နော်အဓိကတော့သွေးရစစ်တာများတယ်ပေါ့ AE အတွက်ဆိုတော့ तू ဟိုပါပေါ့မစင်ရစစ်လဲရတယ်ပေါ့ဝင်းရစစ်တာရတယ်နောက်သွေးရတယ်တစ်စစ်လို့ရတယ်ပေါ့အဲ့တော့ BC ကတော့မတို့သွေးရပဲစစ်ရမှာသွေးစစ်ကြည့်လိုက်လို့ရှင်သူတို့မှာဒီပိုးရှိမရှိသေးတယ်မတို့အခုကကာကွယ်ဆေးထိုးပြီးသွားရင်လေသူတို့ခေါ်တယ်လေနော်ကာကွယ်ဆေးထိုးအောင်လားမအောင်လားဆိုပြီး antibody ပြန်စစ်တာရှိရပေါ့ဆိုတော့အဲ့ဒါမျိုးလဲအမတို့သွေးရနေပဲတစ်စစ်ကြည့်လိုက်လို့စစ်လို့ရတယ်အဲ့တော့ကို့မှာဒီခန္ဓာထိုးထားတဲ့ကာကွယ်ဆေးကကို့စီမှာကိုခံအားပေါ့နော်ထွက်တဲ့ဟာကဘယ်လောက်ထိယောဂါကိုကာကွယ်နိုင်လဲဆိုရင်အားရှိနေလဲဆိုတာမျိုးလဲသွေးရနေစစ်လို့ရပါတယ်ကျွန်တော်နောက်တစ်ခုကကြတော့လေဟိုယောဂါတွေပါဖြစ်ပြီးဆိုရင်လူတွေများတော်တော်များများသူတို့ drill ဖြစ်ကြရတခုရှိရပေါ့တချို့ယောဂဆိုရင်ကလေးတွေမှာမဖြစ်ဘူးလူကြီးမှာဖြစ်တယ်လူကြီးမှာမဖြစ်ဘူးကလေးမှာဖြစ်တယ်ဆိုတာမျိုးလေးရှိရဆိုဒီယောဂဟာဟိုလူကြီးမှာဖြစ်နေရှိလားကလေးမှာဖြစ်တယ်လားပေါ့အဓိကတော့လေ तू ကကလေးရောလူကြီးရောဖြစ်နိုင်တယ်ပေါ့နော်ဒါ virus ဖြစ်တဲ့ကြောင့်မလို့အဲ့တော့ तू ကဒီကလေးတွေမှာဆိုရင် तू ယောဂလက္ခဏာမပြရဘူးတခါတလေတချို့ဒီအသေးအောင်တာမသိတာလိုက်ဘူးပေါ့နော်ကလေးလေးမှာဆိုမပြရဖဲနဲ့လေ तू နောက်တစ်ခုကဘာရှိလဲဆိုတော့အသေးအောင်ရဲ့ယောဂရဲ့ဟိုတခုကကြာမပြဘဲနဲ့လေနောက်တစ်ယောက်ကူးနေနိုင်တယ်ကိုကလက္ခဏာမပြဘူးကိုမှ virus ရှိနေပဲကိုကနေနောက်တစ်ယောက်ကိုလည်းသူကူးသွားနိုင်တယ်သူကအဲ့လိုမျိုးလည်းဖြစ်တတ်တယ်ပေါ့အဲ့တော့ဆိုတော့ဟို view တော့ဆိုင်ရမှာပေါ့နော်လူကြီးရောလူငယ်ရောမရွေးဘူးဖြစ်နိုင်တယ်ဒါပေမဲ့ဟိုပါပေါ့စောနာပြောသလိုပဲမတို့လိုအပ်သလိုကာကွယ်ဆေးလေးတွေထိုးထားမယ်ပေါ့နော်တိသွားလို့ရှိရင်လည်းမတို့ကုသမှုတွေခံယူမယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့စိတ်ပူကြမလို့ပါဘူးပေါ့နော်အဓိကတော့ဒီတချို့ပတ်ဝန်းကျင်မှာကဟိုဘီရှိရင်ကြောက်ကြတယ်ပေါ့နော်တချို့အလုပ်ခွင်မှာတော့မှနည်းနည်းခက်တာလေးရှိတယ်ဒါပေမဲ့တကယ်တော့ဟိုအားလုံးကဒီစိတ်ကူးတမယ်ဆိုရင်ကောင်းဟိုဖြစ်ပါတယ်ပေါ့နော်တမကနေတိုင်းပါတယ်ပေါ့ဟိုလေဘယ်လိုပြောရမလဲဟိုယောဂတော့လုံးဝပြအောင်ကုလို့မရဘူးဘီရတော့လေဒါပေမဲ့ဈေးတောက်လို့ရှိရင်မတို့ကဒီပုံမှန်တိုင်းဆက်နေနိုင်တယ်ပေါ့နော်အကြာကြီးဒီဆွမ်းလာလို့အသေး6တာအသေးကင်ဆာဖြစ်တော့လို့ဒီမဖြစ်ဖဲနဲ့ထိန်းထားနိုင်တယ်ပေါ့ဒီကတော့လေရဲ့ကျွန်တော်ရဲ့ကကြောက်မလို့C ရဲ့ E ကတော့ဒီပျောက်ကွန်းကုသနိုင်တယ် B ကတော့ဆေးကိုဆွဲပြီးအဲ့လိုမျိုးတောက်ရမှာဟုတ်ကဲ့ကျွန်တော်ထပ်ပြီးတော့ဟိုသိချင်တာတစ်ခုပါပေါ့နော်ခုနမေးပြောရတဲ့နေရာနေမှာကျွန်တော်သိချင်တာတစ်ခုထပ်ရှိလို့ပေါ့အဲ့ဒါဒီခုနကိုယ်တိုင်မသိလိုက်ဘူးရောဂါလက္ခဏာတွေလည်းမပြဘူးမပြဘဲနဲ့ပျောက်ကင်းသွားရပေါ့အဲ့မှာပျောက်ကင်းသွားပြီမဲ့အဲ့ဟိုကိုကဘာဆေးမှလည်းဒီထိုးနာရီ3နာရီဘာမှမရှိဘူးပေါ့နော်ဆေးတောက်တိုင်းပိုင်းလည်းဘာမှမရှိဘူးဆိုတော့ပြန်ပြီးတော့ဖြစ်နိုင်လားပေါ့အချိန်တစ်ခုကြာတဲ့အချိန်ကြာအဲ့ကောင်အဓိကတော့လေ AE ကတော့ဖြစ်ခဲတယ်ပေါ့နော်C တို့ဘာလို့ကြာရင်တော့သူကဖြစ်နိုင်တယ်ဒါပေမဲ့ဆုံးတော့လို့ဆေးကို full course တောက်လိုက်တယ်ဥမာ3လ6လလောက်တောက်လိုက်လို့ပျောက်သွားရဲဆိုတော့သူကဖြစ်ခဲတယ်ပြန်မဖြစ်တော့ဘူးပေါ့နော်အဲ့လိုမျိုးတော့ရှိပါတယ်ခန္ဓာကိုယ်ဒီဆေးတောက်ပြီးပြန်ပြီးဒီဟာပြန်မရဘူးဟုတ်သူကတခါလေကြောက်လဲရှိတာ virus ကိုနော် virus ဆိုတော့ဟို reinfection တွေဘာတွေဝင်နိုင်လားဆိုတဲ့ question ကတော့ရှိတာပေါ့ဆိုတော့များသောအားဖြင့်ခန္ဓာကိုယ်မှာမတို့ကဒီယောဂါကိုကာကွယ်ဖို့အတွက်တိုက်ထုတ်ဖို့ဟာတွေရှိနေပြီဆိုလို့ရှိရင်ဝင်လာလဲပဲသူကများသောအားဖြင့်တော့မဖြစ်တော့ဘူးပေါ့နော်ဒီဟိုမတို့ဟိုပြောရမယ်ဆိုရင်virus ရဲ့သဘောတရားရပဲဒီ covid ဆိုလဲဟုတ်တယ်မလားဟိုဖြစ်ထားတဲ့ကြောင့်မလို့ immune ရှိနေလေနော်ဆိုတော့ကြောင့်မလို့နောက်တစ်ခါဖြစ်ရင်တိတ်ပြီးတော့ဟိုရမ်းမခံရတော့ဘူးပေါ့သဘောကတော့အဲ့လိုပုံစံဖြစ်သွားတာပေါ့ကိုမှဒီဟာအတွက် immune ရှိနေဆိုလို့ရှိရင်ဖြစ်တာကိုခံနည်းနည်းပြန်တက်လာတဲ့သဘောပေါ့နော်ဟုတ်ကဲ့ဟုတ်နောက်ပြီးတော့ကြာလေကျွန်တော်ဒီဟာကကြတော့ဟိုကျွန်တော်တို့နေဘက်တွေတို့ဘာလို့မှဆိုရင်ကြတော့ပိုအဖြစ်များလေးရှိရပေါ့နော်အဲ့ဘာလဲဆိုတော့ကြတော့ကလေးတွေကိုခုနအမှလည်းပြောရတယ်ပေါ့နော်ဒီကလေးတွေကို B ဆိုရင် B ကာကွယ်ဆေးကဒီဟိုမွေးကင်းစားနေပြီးမှဆက်ပြီးတော့သူတို့ထိုးပြီးလို့ရတယ်ဆိုတဲ့ဟာရှိရပေါ့ဒါပေမဲ့ကျွန်တော်နေဘက်တွေမှာတချို့ဒီမိဘတွေတို့လူကြီးတွေကနေပြီးမှကလေးတွေအဲဆေးထိုးလိုက်တဲ့အချိန်ကျရင်ကျွန်တော်ဖျားသွားမျိုးရှိတယ်အဲ့ချိန်မှာလေကလေးကိုဖျားသွားတယ်ဆိုပြီးတော့သူကအတော်ကြီးနောက်ဆေးမထိုးနဲ့တော့ဆိုတဲ့ဟာမျိုးလေးတွေကရှိတယ်ဖြစ်တယ်ဆိုတော့အဲ့ဒီပုံမှာအမအနေနဲ့ဘယ်လိုမျိုးမြင်ပြီးလဲပေါ့အဲ့ဒါလေးကတော့အမားတို့သိမှာပါအခုလူကြီးတွေတော့ပဲเนาะကိုဗစ်ကာကွယ်ဆေးထိုးပေးနေတယ်ဖိနေရှိနေဒါဆေးရှင်ကြောင်းပါเนาะဘာလို့အမားတို့ဒီ virus ကိုလေ virus ဆိုတဲ့ဟာဒီပိုးကောင်လေးပဲねပိုးကိုအမားတို့ကအကြမ်းမြင့်တော့ဒီကာကွယ်ဆေးတော်တော်များများကပိုးကိုနည်းနည်းလေးထည့်ပေးလိုက်တာခန္ဓာကိုယ်ထဲကိုအမားတို့ကနေကိုခံအားတိုက်ထုတ်အောင်ပေါ့သိလားဆိုတော့ကာကွယ်ဆေးတော်တော်များများဒီဟွာပေါ့ပိုးအရှင်လည်းဖြစ်နိုင်တယ်တချို့ကြတော့လေဟိုပိုးကိုနည်းနည်းပုံစံပြောင်းထားတာပေါ့အဲ့လိုဟာလေးကိုထည့်လိုက်တာထည့်လိုက်တဲ့ခါကျတော့အမားတို့ခန္ဓာကိုယ်ကနေပြီးတော့ तू က
ဒီကောင်ကိုတိုက်ထုတ်ဖို့အတွက်ဟိုပါပေါ့နော်ဒီကိုခံအားထုတ်ဖို့အတွက် antibody ပေါ့ဒီကောင်တိုက်ထုတ်နိုင်ဖို့အတွက်ဒီခန္ဓာကိုယ် system ကနေအမတို့ထုတ်တယ်တော့တံပြန်တိုက်ခိုက်ရတဲ့ကြောင့်မလို့ तू ကနည်းနည်းလေး reaction တော့လာတာပေါ့လာတဲ့ခါကျတော့နည်းနည်းဖျားနိုင်တယ်နည်းနည်းကိုက်နိုင်တယ်အဲ့တော့ပုံမှန်ဖြစ်ကွာအမတို့ပေးစိတ်ကိုက်ရင်လည်းရောင်တယ်လေနော်ဒါသဘောတရားဒီပဲပေါ့နမူနာပြောရရင်အဲ့တော့ပေးစိတ်ကိုက်ရင်ရောင်တယ်ဘာလို့ဒါက तू ကဒီကောင်ကိုက်တာကိုသိတယ်ခန္ဓာကိုယ်ကဒါကိုတွန်းထုတ်တဲ့ကြောင့်မလို့နည်းနည်းလေး तू နီးတယ်ရောင်တယ်ဖြစ်တယ်သဘောတရားအဲ့လိုနဲ့တူတူပဲပေါ့အဲ့တော့ဒီကာကွယ်ဆေးထိုးလိုက်ရင်လေစွမ်းနာလို့နေလို့မကောင်းကလေးနည်းနည်းလေးငွေ့ငွေ့လေးဖျားရဲဘာညာဆိုတော့ဒီဟာရဲ့အရှိန်ကြောင့်မလို့ तू ကနည်းနည်းလေးဖြစ်နေတာပေါ့ဒါပေမဲ့တနနေကောင်းတော့မှာပါပေါ့အရင်စိတ်ပူကြမလို့ပေါ့ပေါ့အဲ့လိုပြောကြမှာโอเคပါအဲ့ဆိုရင်တော့ဒီကလေးတွေကိုပေါ့နော်ပုံမှန်ကာကွယ်ဆေးအနေနဲ့ဒီဟိုထိုးရမယ့်ဟာလေးပြည့်မီအောင်ထိုးဖို့လည်းလိုအပ်တယ်ပေါ့နော်ဟုတ်ကျေးဇူးများတင်ပါတယ်နောက်တစ်ခုအနေနဲ့ကျတော့ကျွန်တော်တို့ဒီလူငယ်နဲ့ဒီနောက်ပိုင်းမှာဟိုဒီနောက်ပိုင်းမှာဆိုရင်လည်းအဲ့လိုမျိုးအသေးအောင်ယောဂပို့ဟိုတလောဆိုရင်လည်းတော်တော်များများဖြစ်ကြရဲဆိုတဲ့ဟာမျိုးပေါ့အဲ့မှာသူတို့ပြင်ပအစားအစာတွေစားတောက်တာနေပြီးမှတစင်ဖြစ်တာများရဲဆိုတဲ့ပုံစံမျိုးရှိရဲဆိုတော့ဟိုကျွန်တော်တို့လူငယ်တော်တော်များများဆိုရင်ပြင်ပအစားအစာတွေစားတာပို့ပြီးတော့များရဲပေါ့အခုနောက်ပိုင်းဆိုပို့ပြီးတော့များလာကြရဲဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးစိုးရင်ရတာမျိုးရှိလာပေါ့နော်ဒါမှမဟုတ်ဆိုရင်ရောကျွန်တော်ဘာတွေလုပ်လို့ရလဲဘယ်လိုမျိုးကြိုတင်ကာကွယ်မှုတွေလုပ်လို့ရလဲပေါ့အဲ့ဒါကတော့လေဟိုအသေးအောင်တော့နဲ့ဟိုအသေးအောင်တာနဲ့ရန်တော့ဒဲတော့မဆိုင်ဘူးပေါ့နော်ဟိုဒဲတော့မဆိုင်ဆိုတာဆိုင်နေဆိုရင်တော့ဥမာစောနာပြောလို့မတန်ရှင်းတဲ့ဟာပေါ့နော်မတန်ရှင်းတဲ့စားတောက်ဆိုင်ဖြစ်ဖြစ်စားတောက်ကိုစားလို့ဖြစ်ဖြစ်ဆိုရင်တော့ဖြစ်နိုင်တယ်အသေးအောင်တော့ဖြစ်နိုင်တယ်အေးပေါ့နော်အဲ့ဒါပြောရမှာကျွန်တော်ကစောနာလိုတေချာဟိုမလုထားတဲ့အသားစင်း၅စင်းပေါ့နော်တေချာဟိုဟာမလဲဟိုမတန်ရှင်းတဲ့အသားစင်း၅စင်းစားပြစ်မယ်ဆိုလို့ရှင်လည်းဖြစ်နိုင်တယ်ဒါလေးကတော့ဟိုဖြစ်များတာပေါ့ခလေးဟိုလေအခုကတော့ဟို generally အမတို့အရန်ကိုအပြင်စားတာများတယ်ပေါ့အရေးကြီးဆုံးတော့တန်ရှင်းတဲ့ဆိုင်ကိုစားဖို့လိုတယ်တန်ရှင်းတဲ့အစားအစာကိုစားဖို့လိုတယ်ပေါ့အဲ့တော့ကိုလည်းမသိနိုင်ဘူးပေါ့နော်ကိုကဟင်းမွေးလာတော့စားလိုက်တဲ့ချောင်းမလို့ဒါကိုမမြင်ရတဲ့ကြောင့်အဲ့ဒါတော့နည်းနည်းလေးပြောဖို့တော့ခက်တယ်ပေါ့အဲ့တော့ဟိုကျမ်းမာရေးရှုထောင့် generally ပြောရမယ်ဆိုရင်တော့ဒီအသေးအောင်ဟိုနဲ့မဟုတ်ဘဲနဲ့အကြံပေးရရင်တော့ဟိုအပြင်စားလေးရှော့စားပါပေါ့နော်အပြင်စားလေးရှော့စားပါပေါ့ဘာလို့ဆိုတော့ဟိုများသောအားဖြင့်မတို့ကဒီဟိုစီစားပါစားအကုန်လုံးပေါ့လေဆိုတော့ဟိုကျမ်းမာရေး view site ဖို့ကကြတော့ဒီဟာလေးနည်းနည်း short စားပြီးတော့ဟိုအာဟာရပြေဝပြီးတော့မျှထားတဲ့စားလေးအသီးရွက်တို့ပါတော့များများစားခြင်းအဖြစ်တော့ကျမ်းမာရေးပို့ပြီး view site ဖို့တော့လိုမယ်လို့အောင်မတော့ဟိုလူငယ်တွေကိုကြံပေးခြင်းနဲ့ပေါ့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီနေ့အမားနဲ့ဒီကျွန်တော်တို့ဒီပြောပြသွားတဲ့အကြောင်းအရာလေးကနေပြီးတစင်ပေါ့နော်ကျွန်တော်ဒီအသိအောင်ယောဂနဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းကျွန်တော် ABCDE ဆိုပြီးတော့အမျိုးအစားအနေနဲ့၅မျိုးတည်ရှိနေအောင်ဆိုတော့လည်းကျွန်တော်တို့သိခဲ့ရတယ်ပေါ့နော်နောက်တစ်ခါကျတော့လည်းအကယ်၍ဒီယောဂဟိုကိုယ်အနေနဲ့တန်တရားရှိနေတယ်တန်တရားရှိမယ်ဆိုရင်လည်းသွေးစစ်တာတွေဘာတွေကနေတစင်ကျွန်တော်တို့လုပ်နိုင်တယ်အကဲဒီကနေမှတစင်ကုသဖို့နည်းလမ်းနေဆိုရင်လည်းအဲ့ကျွန်တော်တို့ပိုးအချိန်တွေပေါ်မူတည်ပြီးတော့ကျွန်တော်ဘာတွေလုပ်လို့ရမလဲဆိုတဲ့ဟာမျိုးတွေကလည်းတည်တည်ချာချာကျွန်တော်ကုသမှုခံယူနေဆိုရင်တော့ဒါကတက်တာပြီးတော့တက်တာနိုင်တဲ့ပျောက်ကင်းနိုင်တဲ့ဒီယောဂတစ်ခုဆိုတော့ကျွန်တော်တို့သိကြရတယ်ပေါ့နော်နောက်တစ်ခါကျတော့ကလေးတွေပေါ့ကလေးတွေဆိုရင်လည်းသူတို့ကာကွယ်ဆေးတွေပြေဝထိုးနိုင်ခြင်းအပြင်လည်းဒီလိုမျိုးဒီအသေးအောင်ယောဂဖြည့်ချင်းနေပြီးမှကာကွယ်နိုင်နေဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့အမှားပြောပြသွားတဲ့အတွက်သိခဲ့ရတယ်ပေါ့နော်အဲ့အတွက်ဒီနေ့မှာကျွန်တော်မေးခွန်းလေးတွေကျွန်တော်သိချင်တဲ့ဟာလေးတွေကိုပြည့်ပြည့်စုံစုံလေးပြောပြပေးသွားတယ်အမှားစမြက်လေးကိုကျွန်တော်အနေနဲ့ကျေးဇူးများတင်ပါတယ်အမကျေးဇူးတင်ပါတယ်အမကလည်းဒီ season လေးမှာပါဝင်ခွင့်ရတဲ့ကြောင့်မလို့ဝမ်းသာပါတယ်ဟုတ်ကဲ့ဟုတ်နောက်ပိုင်းကျွန်တော်တို့ဒီ YouTube season လေးမှာလည်းအခါခက်စလို့ရှိရင်လည်းလာပြီးတော့ပြောပြပါအောင်တော့မှာဟုတ်ကဲ့ပါဟုတ်နောက်ခွင့်လေးတင်ကျွန်မလာခဲ့ပါဦးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအမစမြက်လွင်ဆွေးနွေးသားကြတဲ့အသေးအောင်ယောဂနဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုဂဂနနာလေးပို့ပြီးသိသွားမယ်ဒီကနေတစ်ဆင့်ဘယ်လိုမျိုးကုသလို့ရမလဲဆိုတဲ့ဟာတွေကိုအားလုံးအနေနဲ့လေ့လာမိသွားမယ်သိသွားကြမယ်ဒီကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့ podcast လေးကိုနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်တယ်လို့ပြောရင်းနဲ့မတူညီရဲ့အစီအစဉ်လေးနဲ့တူ You Talk Show ပြန်လာခဲ့ပါအောင်